ကိုးတိုင်းကြောက်တကားမြို့နယ်တိုးကျွဲအင်းနားမှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ဇန်နဝါရီလ9ရက်နေ့နေပြည်တော်ရန်ကုန် DEMU ယထာခီးစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့နေ့လယ်12နာရီမှာနေပြည်တော်ကနေရန်ကုန်ကိုထွက်ခွာမဲ့ DEMU ယထာခီးစဉ်ကိုလမ်းပိုင်းအခြေအနေကြောင့်ဖျက်သိမ်းလိုက်တာလို့ကြေညာထားပါတယ်။နေပြည်တော်ကနေရန်ကုန်ကိုထွက်ခွာမဲ့အမှတ်၈အစုံ DEMU ယထာလက်မှတ်ဖိုးတွေကိုပြန်လည်ထုတ်ယူနိုင်တယ်လို့မိရထားကကြေညာထားလို့လမ်းပိုင်းခီးစဉ်အားလုံးဖျက်သိမ်းထားပုံရပါတယ်။ပဲခူးတိုင်းကြောက်တကားမြို့နယ်တိုးကျွဲအင်းအနီးမှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြားအပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ယထာခီးစဉ်တွေအားလုံးဖျက်သိမ်းထားတဲ့ပုံပါ။ဆိုတော့တိုက်ပွဲကြောင့် DEMU မိရထားခီးစဉ်တွေဖျက်သိမ်းတာဟာပထမဆုံးအကြိမ်လို့ဆိုရမှာဖြစ်ပြီးယထာလမ်းကြောင်းတွေပြန်ပွင့်မပွင့်ကတော့တိုက်ပွဲအခြေအနေတွေပေါ်မူတည်နေတယ်လို့သိရပါတယ်။ဖြူညောင်ပင်သာကညွန့်ကွန်းတောကျွဲအင်းပဲနွယ်ကုန်းကြောက်တကားမြို့တွေတခြားအသွာအလာခူးစိုက်တင်တာကြောင့်အမြန်လမ်းပေါ်သွာလာနေကြတာလေအခြေအနေကြည့်ပြီးမှသွာလာတင်ပါတယ်။နေပြည်တော်ရန်ကုန်ကိုစပိန် DEMU ယထာသွဲတွေနဲ့ပြေးဆွဲနေပြီးနောက်ပိုင်းမန္တလေးကိုရန်ကုန်ကနေဓာတ်ရိုက်သွာလာလို့မရတော့တာကြောင့်ပြည်သူတွေအခက်တွေ့နေပေမဲ့အခုထိမပြင်ဆင်သေးပါဘူး။